ဖေမေစားစားဘူးလေရ ကျွန်တော်မေစားကိုဗာမြတ်ကူညီပေးမှာလဲ မင်းငါချိန်လာမပြောနဲ့မင်းပိုက်ရှင်ခေါ်ခဲ့ငါမေစားလည်းစကားပြောချင် မေစားနဲ့ပြောချင်တာပါဟုတ်ပါတယ်ကိုကျွန်တော်မေစားပဲကျွန်တော် founder ရော CEO ရော salesman အကုန်လုံးကျွန်တော်တရားနဲ့ဗာမြတ်ကူညီပေးမှာပြောပါဦး ကိုလို့ရှိမှရှားပါနယ်ဆိုတဲ့နိုင်တွေရောက်နေဆိုပြီးကျွန်တော်တင်နေရတာအဲ့ကြောင့်ရှားပါနယ်တဲ့နိုင်တွေကျွန်တော်တီးတန့်ပြ ရှားပါဆိုတဲ့နိုင်တွေရောက်တယ်သတင်းကြတယ်အခုမှရောက်တာမဟုတ်လက်ရှိမေစားကိုစတင်ထောင်ခဲ့ရရှားပါဆိုတဲ့နာမည်နဲ့ပဲတည်ဆောက်လာတာပေါ့အခုလည်းအခုကျွန်တော်ဒီမှာရှားပါဆိုတဲ့နိုင်တွေအများကြီးပဲကြည့်ချင်တာလား ကြည့်ရင် ဟုတ်ပြီကိုအဲ့ဒါဆိုရင်ကျွန်တော်ပထမဆုံးပြပေးချင်တာကတော့ Patek Philippe ရဲ့ annual calendar green dial လေးပါဒါနဲ့ကိုခဏလေးဒီနိုင်ကိုဘယ်သူဝတ်တယ်လဲဂုတ်2ယောက်ထဲကတယောက်ဝတ်တယ်ဘယ်သူဝတ်တယ် မစီလေး ဒါပေါ့ကိုဒါနဲ့ကို Rondo Messi ရောနေအောင်လုံးအပေးလာ နေအောင်လုံးဖန်မယ် ကျွန်တော် customer တွေဒီလိုပဲဖြစ်နေရအောင်ပေါ့နောက်တစ်လုံးကျွန်တော်ပြပေးမယ်နောက်တစ်လုံးကတော့ Audemars Piguet ရဲ့ Royal Oak Chronograph Rose Gold Blue Dial လေးပါ အဲ့ရှာတာပြပြပါ အဲ့ထက်ရှားရဆိုရင်ကျွန်တော်ဒီမှာ Rolex ရဲ့ Daytona John Mayer edition လေးရှိပါမယ် အဲ့ရှာတာရှင်းသေးတာ ရှိတာပေါ့ကိုမရှိလို့မဖြစ်ဘူးလေဒါကတော့ကျွန်တော်ဒီမှာရှိတဲ့ Richard Mille ရဲ့ရှာရှာပပ collection လေးပါဒီထဲမှာအရှားဆုံးကတော့ဒီ Richard Mille RM53 ကိုမှ Pablo edition လေးပါရှာရှာပပလေးဖော်ပြီးတော့ edition လေး အကောင်ဈေးဘယ်လောက်မို့လို့ ဒီကောင်ကဈေးရတော့ရာကျော်မဲ့ထင်တယ် အကျွေးလက်ဆက်လိုက်ရ အကျွေးဟိုမှာတကားပေါက်ကြီးတွေ့လာကိုအကြီးပဲ ကျွေး အဲ့ရန်ထောက်သွားလိုက်တော့တော့